ဗုဒ္ဓဘူးရာဟုသားသမီးများအားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့အတွက်တပတ်စာကံကြမ္မာအကျိုးအဆိုးကောင်းကံလေးဖြစ်ပါတယ်ဒီရက်ကရဲ့ဆိုလိုရင်းရမိတ်ဆွေဟာမှန်ကန်တဲ့လုပ်ငန်းတမအာဇီဝလုပ်ငန်းမိမိဘက်ကမှန်ကန်တဲ့ကိစ္စဘယ်ဟာမဆိုအောင်မြင်ခြင်းမတရားတစ်ဖြစ်ကိုလှုပ်ထားတဲ့အရာများမိမိကအနိုင်ရရှိခြင်းဆိုတဲ့နမိတ်ကလေးဖြစ်ပါတယ်ထို့အတွက်ကြောင့်မိမိသည်ယူသားရမယ်မိမိပြောသမျှဆိုသမျှလုပ်သမျှကိုင်သမျှသည်အမှန်ကန်တဲ့ဘက်ကဖြစ်ရပါမယ်ထို့အတွက်ဆိုရင်မိတ်ဆွေကောင်းသောအောင်မြင်ခြင်းအကူအညီပေးမတွေနဲ့ရရှိခြင်းတွေဖြစ်ပါလိမ့်မယ်ဒီတစ်ပတ်တာမှာမိတ်ဆွေအနေနဲ့အလုပ်ကိုင်နဲ့ပတ်သက်လာရင်အလုပ်တစ်ခုပြီးတစ်ခုပေါ်တတ်ခြင်းအလုပ်နှစ်ခုလုပ်ရတတ်ခြင်းအလုပ်အကိုင်အနေနဲ့ရွေးချယ်ရခက်တတ်ခြင်းတွေကြုံတွေ့ရနိုင်ပါတယ်အခြေရေးနဲ့ပတ်သက်လာလို့ရှိရင်တော့ကြောက်ကစားတွေမကြာခဏဖြစ်တတ်ပါတယ်အိမ်တော်ရေးနဲ့ပတ်သက်လာလို့ရှိရင်အဆင်မပြေမှုတွေပိုပြီးတော့များလာတတ်ပါတယ်မိတ်ဆွေသည်လုပ်ငန်းစတင်ပြီးတော့ပြုလုပ်မယ်ဆိုလို့ရှိရင်တော့ကောင်းသောပြုလုပ်ခြင်းဖြစ်တယ်လို့လုပ်ငန်းအစပိုင်းမှာကူညီအဖေးမတွေနဲ့အတူလုပ်ငန်းတိုးတက်ခြင်းတွေဖြစ်ပါလိမ့်မယ်လက်လက်ပတ်အနေနဲ့ရှင်လန်းခြင်းငွေကြေးအနေနဲ့ပတ်သက်ပြီးတော့တလုံးတစ်ခဲတဲ့ဝင်လာခြင်းကိစ္စမျိုးတွေလည်းကြုံတွေ့လာနိုင်ပါတယ်မိတ်ဆွေအနေနဲ့ကျမ်းမာရေးအနေနဲ့အထူးတတိပြုရမှာတော့ဒူးရဲ့လက်အစစ်တွေရဲ့ကျမ်းမာရေးညံ့တက်ပါတယ်ထို့နောက်မိတ်ဆွေအိမ်ကိစ္စတွေအယောင်းဝယ်ကိစ္စတွေဆိုလို့ရှိရင်တော့အဆင်ပြေခြင်းအောင်မြင်ခြင်းဖြစ်ပါလိမ့်မယ်သို့ပေမဲ့လည်းအနောက်ရှက်အတိုက်ခံလေးတော့ကြုံတွေ့ရပါလိမ့်မယ်အယောင်းဝယ်မှာအယောင်းဝယ်တွေနဲ့ပတ်သက်လာရင်ခုနပြောသလိုပဲမှန်မှန်ကန်ကန်ရောင်းဝယ်ခြင်းပြုခြင်းအဖြစ်မိတ်ဆွေအနေနဲ့ရောင်းပန်းဝယ်ပန်းတွေပွင့်လန်းပြီးတော့လက်လက်ပဲရှင်လန်းပါလိမ့်မယ်မိတ်ဆွေသည်ဒီတစ်ပတ်တာကာလမှာခရီးကိစ္စတွေသွားဖို့ရည်ရွယ်ချက်တွေရှိတယ်ဆိုရင်တော့အစဉ်ပြေခြင်းအပေါ်အပေါင်းတွေနဲ့အတူသွားရခြင်းကိစ္စမျိုးကြုံတွေ့ရပါလိမ့်မယ်နိုင်ငံရေးကြကိစ္စနဲ့ပတ်သက်လာပြီးတော့ကြိုးစားသမျှကိစ္စသည်အထင်ငေါ်နဲ့သွားရခြင်းအစဉ်ပြေစွာသွားရခြင်းဖြစ်ပါလိမ့်မယ်အနေငယ်တော့စိတ်မတင်မကြလေးတွေဖြစ်လာနိုင်ပါတယ်တပတ်လုံးမှာမိတ်ဆွေနေနဲ့ကံကောင်းခြင်းနဲ့အစဉ်ပြေခြင်းနဲ့ဆိုရင်အမွှေးတိုင်း17တိုင်းထုံးကြီးပူဇော်ရမယ်အလင်းတိုင်း17တိုင်းထုံးကြီးပူဇော်ပြီးတော့မိမိလိုရာကိစ္စကိုဆုတောင်းရပါမယ်ကြီးစိုးတဲ့ခဏဒီတစ်ပတ်တာမနှက်ပြန်ခါမှာကြီးစိုးမဲ့ခဏကတော့1-2ခဏနေဖြစ်ပါတယ်ခင်ဗျာ